အဲ့ဒီကာရမန္တရာကိုတာလီအလွတ်ရအောင်ကျက်သွားနော်အဲ့ဒီမန္တရာရဲ့အစွမ်းဟာလွန်ခဲ့တဲ့12နှစ်လောက်ကမြုပ်နှံထားခဲ့တဲ့ပစ္စည်းဥစ္စာကိုတောင်မြုပ်နှံသူတွေရဲ့ခြေရာကိုခံပြီးသိနိုင်နေကွယ်ဘလူးမဟာအဲ့ဒီလိုပြောပြီးသားဖြစ်သူကိုစိန်နာမဏိမန္တန်ကိုသင်ပေးရှာတယ်တာလီလိုက်စုကွယ်နော်မိမိရှိကတိုင်ပြီးမယ်လိုက်စုပြီးကြက်မှတ်ပါကွယ်စိန်နာမဏိယေဒနာနိ ဗုဒ္ဓံဗုဒ္ဓယေဒနာကာရန္တိတရဏံခိပ္ပမေဝတမိတ်စတုအဲ့ဒီလိုအစွမ်းထက်လာတဲ့စိန်နာမဏိမန္တန်ကိုရွတ်ဆိုတင်ချပေးပြီးတဲ့နောက်မှာတော့ဘလူးမကြီးဟာအဲ့ဒီမြစ်ဆက်မှာပဲရင်ကွဲနာကြတည်ဆုံးသွားရရှာတော့တယ်ဗရကုသလတို့သားဖလဲမြစ်ကိုပြန်ကူးလာပြီးကျုပ်ကိုခွန်းလို့ပါကွယ်စာဒီချင်းမတူလို့ဆက်မပေါင်းနိုင်တာနဲ့စွန့်ခွာမိတာပါမမေတောက်ခွင့်လို့ပါနော်အဲ့ဒီနောက်ဘလူးမကြီးကိုကောင်းစွာကြိုပေးလိုက်ကြတယ်ဗရကုသလတို့သားဖဟာခရီးဆက်ခဲ့ကြရာဘာယနဒီပြည်သို့ရောက်ရှိသွားကြပြီးစိန်နာမဏိမန္တန်အားကိုနဲ့ခြေရာခံနိုင်စွမ်းထက်မြက်သူမှုအဲ့ဒီအတတ်ပညာနဲ့ပဲဘယင်မင်းကြီးစီမှာအမှုတော်ထမ်းနေတယ်ဟဲ့ဗရာကုသလငါညကရေအိမ်မဝင်ခင်မှာနဝရလက်စွပ်ကိုလက်ရန်တစ်ခုအပေါ်မှာတင်ထားခဲ့တယ်ကွရေအိမ်ကပြန်ထွက်တော့လက်စွပ်ကိုမတွေ့တော့ဘူးမိဖုရားကြီးနဲ့မောင်မမိတ်တန်ကိုမေးတော့လေဘယ်သူမှမတွေ့မိဘူးမသိမိဘူးတဲ့ဒါနဲ့ဒီမနေ့ညီလာခံအပြီးမှာပရောဟိတ်ဒီကိုတွက်ချက်ခိုင်းပြီးရှာခိုင်းပြီမဲ့ခုလိုမွန်လွဲကြီးသာရောက်လာတယ်ဘယ်သူမှတွေ့အောင်မရှာနိုင်ဘူးကွဒီတော့မောင်မေးရောငါရဲ့နှုတ်ရက်လက်စွပ်တော်ကိုတွေ့အောင်ရှာနိုင်မလားကွအရှင်မင်းကြီးအဲ့ဒီလက်စွပ်ချထားမိခဲ့တဲ့နေရာကိုသာပြပါဗျာကျွန်တော်မျိုးရအောင်ရှာပေးပါမယ်အရှင်မင်းကြီးလည်းမနေ့ညကသူ့လက်စွပ်တင်ထားတဲ့လှေကားအတက်ဆင်းကဝရန်တာကိုလိုက်ပြရာဗရကုသလကဝရန်တာလျန်းနဲ့အနီးပတ်ဝန်းကျင်ကိုတေချာလေ့လာကြည့်ကြည့်ရင်စိတ်ထဲကနေစိန်နာမဏိမန္တန်ကိုရွတ်ဆိုပြီးနောက်တစုံတရာကိုခြေရာခံမိဟန်နဲ့နန်းတော်ရဲ့အပြင်ဘက်စီလျှောက်သွားပြီးလှေကားခုံတစ်ခုနီးကမြေရင်းတွင်ကိုလက်ညှိုးညွန်ပြတယ်ဒီတွင်းကိုတူးပါဘုရင်မင်းကြီးရဲ့နဝရလက်ဝတ်တော်ကိုကြွက်တကောင်ကချီးပြီးဒီတွင်းနဲ့ယူသွားခဲ့တာပါမုံမတို့လဲမင်းကြီးတို့ကိုတွင်းတူးစီရာကဲအဲ့ဒီတွင်းကိုစနစ်တကျတူးကြလားမင်းကြီးတို့လဲကြွက်တွင်းကိုဖြည်းဖြည်းချင်းတူးဆွာရာတွင်းရဲ့အောက်ခြေကိုဖော်လိုက်နိုင်တယ်ဆိုရင်ပဲဟာနော်ရလက်စွပ်တွေ့ပြီဗျို့ဘယင်မင်းကြီးနဲ့မုံမအပေါင်းလဲဗဒကုသလကိုချီကျူးထောပနာပြုကြတယ်ဗရာကုသလဟာအားကိုးရပါပြီလေမောင်ဝင်းရဲ့ပညာဟာအမှန်ခန့်ပါပဲဗဒကုသလအဲ့ဒီလိုချီးမြှင့်မြောက်စားခံနေရတာကိုမနာလိုဖြစ်နေတဲ့ပရောဟိတ်ကြီးကဘယင်ကိုသွေးထိုးစကားဆိုတယ်ဗရာကုသလကိုတိတ်လဲတင်ကြည့်မနေပါနဲ့ဖေဟာတကယ်ရှုပ်ထွေးတဲ့ခြေရာမျိုးခံနိုင်မယ်မထင်ပါဘူးဖေဟာအေးအဲ့ဒီတန်ငယ်ဘလောက်အစွမ်းထက်တယ်ဆိုတာစားတတ်မှုတစ်ခုပြုတ်လို့ရမယ်ကွကောင်းတယ်